ရှေ့ရခင်ကလေးကတလိษံတွေမှာရေကြောင့်ယောဂါလို့ခေါ်တဲ့ဟိုက်ဒရိုဖိုးဘီးယားဟာအလွန်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုပါဒါခွေးရပြန်ယောဂါရဲ့လက္ခဏာဖြစ်ပြီး48နာရီအတွင်းမကူးသနိုင်ရင်ဘယ်လို့မှမကယ်တင်နိုင်ပါဘူးဇလန်လေးအစမှာတော့တလိษံစီကူဆရာဝန်ဒေါ်ဟာနေမကောင်းဖြစ်နေတဲ့ဘင်းဆိုတဲ့ချင်ပန်စီမြောက်ကိုစစ်ဆေးဖို့ရောက်လာပါတယ်ဘင်းဟာရင်ကပေါမောခတဦးရဲ့သူတေသနာမှာပါဝင်ပြီးစကားလုံးပေါင်း300ကျော်ကိုတင်ကြရည်နဲ့ပြောဆိုတတ်တဲ့ဉာဏ်ကြီးရှင်တစ်ကောင်ပါဒါပေမဲ့ဒေါ်ဟာစီတိုးပေးဖို့ပြည်နေတော့မှပဲဘင်ကသူ့ကိုဆွဲခေါ်သွားပြီးမျက်နှာရည်ကုန်ကိုအရှင်လက်လက်ခွာချတက်ပြေးလိုက်ပါတယ်။တကယ်တော့ဒီဖြစ်ပျက်တွေဟာလွန်ခဲ့တဲ့36နာရီကလေးကစတင်ခဲ့တာပါ။ခေါ်လီကျောင်းသူလူစီဟာသူမရဲ့တငယ်ချင်းတွေဖြစ်တဲ့ကိန်းနဲ့ဟန်နာတို့ကိုခေါ်ပြီးမူဟန်ကြီးကသူမတို့အိမ်ကိုအလေပြန်လာခဲ့ပါတယ်။အိမ်မှာတော့နားမကျတဲ့ဖခင်အာဒန်နဲ့စိတ်ကောင်းနေတဲ့ညီမလေးအာယွန်တို့ရှိနေကြပါတယ်။သူတို့မိသားစုဟာဘင်ကိုအိမ်မွေးတလိမ့်ဆန်လို့သဘောထားပြီးမွေးထားတာပါ။ဒါပေမဲ့ဘင်းဟာမွေပါတကောင်ရဲ့အကြိုက်ခံရကနေခွေယူပြန်ဖို့ဝင်နေမှဘယ်သူမှမရေးမိခဲ့ကြပါဘူး။ညဘက်မှာတော့ဘင်းဟာရေကိုကြည့်ပြီးယူသွတ်တလို့ဖြစ်လာကဟန်နာကိုစတင်တိုက်ခိုက်ပါတယ်။အာဒန်ကခယူတင်းကိုမှုတ်ပြီးတားဆီးနိုင်ခဲ့ပေမဲ့ဘင်းကိုလောင်ရင်ထဲမှာပဲပိတ်ထားဖို့မှာကြားနိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အာဒန်ဟာအလုပ်ကိစ္စနဲ့ခရီးထွက်သွားပြီးလူငယ်တွေကတော့ရေကူးကမှာပျော်ပါနေကြပါတယ်။ဒါပေမဲ့ဘင်းဟာလောင်ရင်ထဲကနေဆရာဝန်တော့ကိုတက်ပြီးထွက်ပြီးလွတ်မြောက်လာပါတယ်။အဲဒီနောက်မှာတော့ဇော်ဝီတယောက်သွေးပြက်စရာတပ်ပွဲကြီးစတင်လာတော့တယ်။အရင်ဦးဆုံးအနေနဲ့နင်းဟာကြောက်တဲ့ပြုတ်ကြပြီးခေါင်းချီကတီဆုံးသွားခဲ့ရပါတယ်။ဘင်းဟာနစ်တီသွားတာကိုတော့အတန်ထွက်ဆက်သုံးပြီးနစ်တီပြီးလို့နှိတ်ကလူတွေကိုလှောင်ပြောင်နေပါတယ်။အချင်းတွေဆိုးရလာပြီးလူစီနဲ့ကိတ်တို့အိမ်ထဲကိုခိုးဝင်ကအကူကြီးတောင်းဖို့ကြိုးစားခဲ့ပေမဲ့ဘင်းကသူတို့ကိုလိုက်လံတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာတော့ကိတ်ဟာဘင်းရဲ့ကြောက်ခဲနဲ့ထုသက်ချင်းကိုခံလိုက်ရပါတယ်။ဘာဒီလာလို့ဖို့ရောက်လာတဲ့လူစီရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂျူးနဲ့ဘရက်တို့လည်းဒီငရဲခန်းကနေမလွတ်မြောက်ခဲ့ပါဘူး။ဘင်ဟာတူယူနဲ့မေယိုကိုအရှင်လက်ဆွဲဖြုတ်တက်ဖြတ်လိုက်တယ်လို့ဘရက်ကိုလည်းဂေါ်ပြားနဲ့ရိုက်တက်ပလိုက်ပါတယ်။ဟန်နာကတော့ကားထဲကနေ911ကိုဖုံးဆက်ကူညီတောင်းနိုင်ခဲ့ပေမဲ့ဘင်ကကားထဲထိလိုက်ဝင်ပြီးသူမကိုအသက်ပြောင်းအောင်လုပ်လိုက်ပါတယ်။အိမ်ပြန်ရောက်လာတဲ့ဖခင်အာဒန်ဟာနားမကြားတဲ့အတွက်ဘင်းရဲ့အော်ဟစ်တန်တွေကိုမကြားရပါဘူး။ဘင်ကလူစီကိုတတ်ဖို့ကြိုးစားနေတော့မှပဲအာဒန်ရောက်လာပြီးတာရဲ့တလိဆန်တကောင်ကိုရုံရင်းဆန်ခတ်တိုက်ခိုက်ကြပါတယ်။အာဒန်ကပလင်းကွန်းနဲ့ဘင်းကိုထိုးနှက်နိုင်ခဲ့ပေမဲ့ဘင်းကပြန်ထလာပါတယ်။နောက်ဆုံးမှတော့လီစီကိုကာကွယ်ရင်းဘင်းဟာလာသားဆောင်ပေါ်ကနေပြုတ်ကျပြီးအောက်ကတစ်တအချုံတွေနဲ့ဆိုင်းမိကတီဆုံးသွားခဲ့ရပါတယ်။ဇလန်လေးရဲ့ဆုံးမတော့ရဲတွေရောက်ရှိလာပြီးအသက်ရှင်ကျန်ရတဲ့မိသားစုဝင်တွေကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လူစီမကောင်းဘူးဆိုတဲ့အသံကိုကြားပြီးထပ်မံလန်သွားပါပြီ။ဒါတော့အဲ့ဒါကရဲရရှိတယောက်ကမြောက်ရဲ့အတန်ထွက်ဆက်ကိုစမ်းနေကြည့်နေတာပဲဖြစ်ပါတယ်။